မင်္ဂလာပါဗျာ Auto Compass Channel ကနေကြိုဆိုပါရစေဒီဗီဒီယိုလေးမှာရင်ပန်းရှင်တွေရင်မောင်းတွေမကြာခဏကြုံရတဲ့ပြဿနာတစ်ခုဖြစ်တဲ့ကားတွေမှာဘာကြောင့်စီစားများရတယ်လဲဒီလိုဖြစ်လာလို့ရှိရင်ဘယ်လိုဖြေရှင်းနိုင်တယ်လဲဆိုတာတွေကိုပြည့်စုံပြောပြထားပါတယ်ကားတွေကတက်တန်းရလာတဲ့အမျှစီစားပိုများလာကြတယ်လို့လူတွေကယူဆကြပါတယ်ဒါပေမဲ့တကယ်ကနီးမှန်လမ်းမှန်နဲ့တည်တည်ချာချာပြုပြင်ထိန်းသိမ်းမှုရှိလို့ရှိရင်အဲ့ဒီကားဟာထိန်းသိမ်းမှုမရှိတဲ့ကားတွေစီစားအများကြီးတက်တာပါတယ်ကားတစ်စီးကို showroom မှာဖြစ်ဖြစ်စပြီးတော့ဝယ်လိုက်ပြီးဆိုတော့ ਨੇ စီစားတက်တာခြင်းလို့ရှိရင်တတိပြုလိုက်နာရမယ်ဆောင်းရံနဲ့ရှောင်းရံနေရှိလာပြီဖြစ်ပါတယ်ဒါတွေကိုလိုက်နာရင်သင်ကစီစားတက်တာပြီးတော့ရေရှည်မှာငွေကိုချွေတာစုဆောင်းပြီးသားဖြစ်နေပါလိမ့်မယ်စီစားဘာကြောင့်များရတယ်လဲဆိုတဲ့အကြောင်းရင်းတွေနဲ့ဒီလိုမဖြစ်အောင်ပြုပြင်ထိန်းသိမ်းဆောင်ရွက်တဲ့အရာတွေကိုကြည့်လိုက်ကြအောင်ပါဒါတွေကတော့နံပါတ်1ပျက်စီးသွားတဲ့ဒါမှမဟုတ်ရင်ပိတ်ဆို့နေတဲ့ fuel injector ဒါကစီစားများခြင်းတွေကအဖြစ်အများဆုံးအကြောင်းတစ်ခုဖြစ်ပါတယ်ဒီ injector တွေကဆလင်ဒါတွေတဲကိုစီပန်းထည့်ပေးတဲ့အလုပ်ကိုလုပ်ပါတယ်လိုအပ်တဲ့စီနဲ့လေအရောနှောရအောင်လိုအပ်တဲ့စီပမာဏကိုအတိအကျပန်းထုတ်ပေးရပါတယ်အကြောင်းတစ်ခုခုကြောင့် injector nozzle ပိတ်ဆို့နေတယ်ဆိုလို့ရှိရင်လိုအပ်တဲ့စီလေအရောအချိုးမရနိုင်တာကြောင့်မို့လို့ engine ရဲ့စွမ်းဆောင်ရည်ကျသွားပါတယ်ဒီခါမှာစီစားလဲပုံများလာပါတယ်များသောအားဖြင့်တော့ဒီ injector nozzle ကိုဆေးကြောလို့ရပါတယ် injector အတွင်းပိုင်းမှာထိခိုက်သွားခဲ့ရင်တော့ဒါ injector တစ်ခုလုံးကိုလဲပေးဖို့လိုပါလိမ့်မယ်ညစ်ပတ်နေတဲ့လေစစ် ICE လို့ခေါ်တဲ့ engine အတွင်းကမီးလောင်ပေါက်ခွဲရတဲ့ engine တွေမှာမီးလောင်အခန်းထဲကိုစီနဲ့လေရောဖို့အတွက်လေကိုစုပ်ယူရပါတယ်တကယ်လို့လေစစ်စကားဟာညစ်ပတ်နေတယ်ပိတ်ဆို့နေတယ်ဆိုလို့ရှိရင် engine ကလိုအပ်တဲ့လေကိုပြည့်ဝမရနိုင်တော့ပါဘူးဒီလိုအနေထားကိုပြန်ညှိဖို့ဆိုလိုတာကတော့ကားတစ်စီးမောင်းနေရင်းနဲ့ speed တသမတ်တဲ့ဆက်ပြီးတော့တွားနေဖို့ဆိုလို့ရှိရင် engine ကဒါကိုရောစားလုပ်တဲ့အနေနဲ့စီကိုပို့ပြီးတော့သုံးဆွဲပေးရပါတယ်ဒီပြဿနာမျိုးက character နဲ့အလုပ်လုပ်တဲ့ model နေနဲ့ကားဟောင်းတွေမှာပို့ပြီးတော့တွေ့ရများပါတယ်အကောင်းဆုံးကတော့ဒီလေစစ်စကားကိုမိုင်12000နဲ့မိုင်15000ကြားမှာလဲပြီးတာဒါအကောင်းဆုံးပါပဲညစ်ပတ်နေတဲ့အောက်ဆီဂျင်စင်ဆာရှေးကြတဲ့ကားတွေမှာမီးလောင်ကန်းထဲမှာလိုအပ်တဲ့စီလေအချိုးရစီဖို့ကာရိုက်တာကအဓိကအလုပ်လုပ်ပေးပေမဲ့1996နောက်ပိုင်းကစပြီးတော့ကားတွေမှာဒီအတွက်ကိုအောက်ဆီဂျင်စင်ဆာကိုအသုံးပြုလာပါတယ်အင်ဂျင်ကလောင်ကျွမ်းပြီးတော့ထုတ်လိုက်တဲ့မီးခိုးထဲမှာအောက်ဆီဂျင်ပမာဏများသလားနည်းသလားဆိုတာကိုအောက်ဆီဂျင်စင်ဆာကတိုင်းပြီးတော့ကားရဲ့ကွန်ပျူတာကိုသတင်းလှမ်းပို့ပေးတယ်ဒီနည်းအားဖြင့်ကွန်ပျူတာကဖြန့်ပေးရမယ့်စီပမာဏကိုပြန်ပြီးတော့ထိန်းချုပ်ပေးပါတယ်တကယ်လို့အောက်ဆီဂျင်စင်ဆာကညစ်ပတ်နေတယ်ဆိုလို့ရှိရင်မကန်ကအလုံးမလုံးနိုင်တော့ဘဲနဲ့ဒီလိုတိုင်းတဲ့ခါမှာအချက်လက်တွေမှားပြီးတော့ကွန်ပျူတာကိုအချက်လက်မှားတွေလမ်းပို့နိုင်ပါတယ်ဒီကမှာကွန်ပျူတာကလည်းသူရရှိတဲ့အချက်လက်မှားတွေပေါ်မှာမူတည်ပြီးတော့ပြန်ပြီးတော့ comment အမှားတွေပြန်ပြီးတော့ပေးမှာဖြစ်တဲ့အတွက်စီစားနိုင်ပါတယ်ကံအားလျော်စွာပဲဒီအောက်ဆီဂျင်စင်ဆာတွေကဈေးသိပ်မကြီးလာတဲ့အတွက်တကယ်လို့လိုအပ်လာလို့ရှိရင်အသစ်လဲရမှာအဆင်ပြေနိုင်ပါတယ်နောက်တစ်ခုပိတ်ဆို့နေတဲ့ဒါမှမဟုတ်လို့ရှိရင်ပျက်စီးနေတဲ့ C filter ပိတ်ဆို့နေတဲ့ဒါမှမဟုတ်လို့ရှိရင်မကောင်းတော့တဲ့ C filter ကြောင့် C PR တွေညှော်နေသွားပြီးတော့ engine ရဲ့စွမ်းရည်ကျသွားစေနိုင်ပါတယ်ကားအဟောင်းတွေမှာတော့ဒီ C6 filter ကိုနှစ်ဒါမှမဟုတ်လို့ရှိရင်မိုင်3000ရောက်တိုင်းမှာအသစ်လဲပေးဖို့လိုအပ်ပါတယ်တကယ်လို့ကိုကစီစားနေရတာက C filter ကြောင့်လို့တန်တရားရှိလို့ရှိရင်တော့ယုံကြည်စိတ်ချရတဲ့ workshop မှာသွားပြီးတော့ fuel pressure test ကိုစမ်းသပ်စစ်ဆေးကြည့်နိုင်ပါတယ်နောက်တစ်ခုကမီးပေးစနစ်ချို့ယွင်းနေခြင်းဒီကားတစ်စီးရဲ့မီးပေးစနစ်မှာ coil spark plug နဲ့သက်ဆိုင်ရာမီးပေးတဲ့ဝါယာကြိုးတွေပါဝင်ပါတယ်
ဒီ system တွေကတစ်ခုခုချိုးရနေလို့ရှိရင် engine မှာ misfire ဖြစ်စေနိုင်ပါတယ်။ cylinder ထဲမှာရှိတဲ့ CD မီးလောင်ကျွမ်းမှုမဖြစ်တဲ့အခါမှာ misfire ဖြစ်ပါတယ်။မလောင်ကျွမ်းတဲ့ C ဟာ engine ကိုလည်း power မပေးနိုင်တဲ့အပြင်ဒါသက်သက်မဲ့ C ဖြုံးတယ်လို့ဖြစ်သွားတဲ့အတွက် C ပိုစားတယ်ဆိုတာဖြစ်လာပါလိမ့်မယ်။ idling လုပ်နေတဲ့အချိန်မှာကားတုံတာဒါမှမဟုတ်လို့ရှိရင်အစွဲအယုံတွေတည်တည်သာကျသွားတာတွေကိုတွေ့ရတတ်ပါတယ်။များသောအားဖြင့်တော့မီးမထွက်ရခြင်းရဲ့တရားခံကတော့ spark plug ပဲဖြစ်လို့ရှိပါတယ်။နောက်တစ်ခု engine wine အမျိုးအစားမမှန်ခြင်းဒါမှမဟုတ်ရင်ညစ်ပတ်နေခြင်း modern နဲ့ကားဟောင်းတွေမှာ engine wine ယူစိတ်နာတွေမဖြစ်အောင်ပို့ပြီးတော့ပြစ်တဲ့ engine wine ကိုသုံးနေတယ်လို့အများကယုံကြည်ယူဆကြပါတယ်။ဒါကလည်းအချိန်ကြာလာတာနဲ့အမျှ engine တွေက YC တွေ gasket တွေကမာကျွတ်လာပြီးတော့ကျုံသွားတဲ့သဘောရှိတာကြောင့်မလို့ပြစ်တဲ့ engine ကအကြောင်းအသေးလေးတွေကနေပြီးတော့ C တွေစိတ်မထွက်အောင်ပိတ်ဆို့ပေးနိုင်တယ်လို့ယူဆကြတာကြောင့်ပါ။ဒါပြင်ပူပြစ်တဲ့ engine wine ကဟောင်းနွမ်းလာတဲ့ piston C တွေအတွက်လည်းအဆင်ပြေသေးတယ်။ဒါပေမဲ့ဒီလိုပူပြစ်တဲ့ engine wine တွေက engine အစိတ်ပိုင်းတွေရဲ့လှုပ်ရှားအလုပ်လုပ်မှုကိုအနည်းငယ်ဆွဲထားတယ်လို့ဖြစ်တာကြောင့်မလို့သူကဒါတွေကိုနှိကွေးလေးလံသွားစေတာကြောင့်မလို့စီစားပိုးလာနိုင်ပါတယ်။ modern မြင့်တဲ့ကားတွေမှာကတော့သူတို့သတ်မှတ်ထားတဲ့ engine wine ကိုလဲတဲ့အချိန်မှာမှန်မှန်လဲပေးတာကတော့ဒါအကောင်းဆုံးဖြစ်ပါတယ်။နောက်တစ်ခုညစ်ပတ်တဲ့ MAF sensor MAF sensor ဆိုတော့ mass airflow sensor ကိုပြောတာဖြစ်ပါတယ်။သူက engine ထဲကိုဝင်လာတဲ့လေရဲ့ပမာဏကိုတိုင်းတာပေးတယ်။ဒီ sensor က oxygen sensor လိုပဲလိုအပ်တဲ့လေပမာဏကိုထိန်းညှိပေးဖို့ကွန်ပျူတာစီကိုပို့ပေးတယ်။ဒီပေါ်မှာမူတည်ပြီးတော့မှလိုအပ်တဲ့ C လေအချိုးအရောရအောင်လို့မလို့ C injector က C ထုတ်ပေးမှုကိုကွန်ပျူတာကလိုသလိုထိန်းပေးပါတယ်။တကယ်လို့ MAF sensor မှာညစ်ပတ်နေတယ်ဆိုလို့ရှိရင်သူကကွန်ပျူတာကိုအချက်လက်အမှားတွေပေးပြီးတော့ဒီကမှာ C ပိုစားလာတာဒါမှမဟုတ်လို့ရှိရင်ဆက်တည်သွားတာတွေဖြစ်လာနိုင်ပါတယ်။တကယ်လို့လိုအပ်တယ်ဆိုလို့ရှိရင် MAF sensor ကိုစေးတဲ့အခါမှာသူ့အတွက်တည်တံ့လာတဲ့တန်စီတွေနဲ့ဒါစေးနိုင်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်တင်တဲ့ဗီဒီယိုလေးတွေကိုလွှင့်သွားအောင်ဒီ channel လေးကိုလက်မလေးထောင်ပြီး like နဲ့ subscribe လုပ်ပြီးတော့မမေ့ပါနဲ့။